လိုးကိုမေကိုလိုးသမားလိုးကိုမေကိုပြလိုးတဲ့ဟာမျိုးတွေကျွန်တော်စကားနဲ့လေးပြောမယ်နော်မဟုတ်ဘူးလေမင်းတို့အားနေဒီမြန်မာပတ်စပို့မြန်မာတန်ရုံးMOU ကန်ဆောင်လာတာပဲမင်းတို့ကနေမထွက်နိုင်တော့ဘူးလားအမတိလို့တခုမေးမယ်နော်မင်းတို့ဘာဖြစ်လို့လဲငါတို့နှင်းရမမင်းတို့ထမင်းစားလို့ဝါမှာမတိလို့မေးမလေးမိကလေးမိမရောအခုတက်ကြောနေမြင်ဘာဖြစ်လို့လဲငါတို့တွေကမင်းတို့ကောင်ကြီးဘာကြီးများလောက်ထားလို့လဲမင်းတို့အားနေတခါလာလဲပတ်စပို့တခါလာလဲမြန်မာတန်ရုံးတခါလာလဲ MOU ဘာကြီးလဲမင်းတို့ဘာကြီးလဲလို့မသိလို့မင်းဘာကြီးလဲလို့တို့ဒီကနေပြောနေတော့လားလို့ငါမေးမယ်ဘယ်ခါလဲငါတွေ့ပြီဟာလဲအဲ့ဒီကမမိုးနေကရင်နေပဲမိုးနေကရင်ဘာလို့လဲမင်းတို့မိစပတ်တက်လို့လားငါမသိလို့မေးမယ်ဒီကငါပုံမထဲတော့နော်မိုးနေကရင်မင်းတို့မိစပတ်တက်လို့လားလို့ငါမေးမယ်တကယ်တတိရှိတကယ်မင်းတို့ချချင်နေတာဟမ်တကယ်ချချင်တာလားငါမေးမယ်ဒီလိုလောက်ကွာဆိုရင်ဒီလိုလောက်နော်မင်းတို့ငါတို့တွေ့နေမင်းတို့ချမင်းတို့ဆောငါတို့လည်းမင်းတို့တွေ့နေဆောကဲလို့လဲတဘောတူလားကဲမင်းတကယ်တော့မင်းလှည့်နေဆိုမင်းတတ်တာမယ်ညရကောင်ခံမယ်လာမတွေ့တက်ချင်ကွာတက်ချင်ဒီရဲလားငါမေးမယ်ရဲလားမိုက်ကလေးရဲကလေးတတ်မယ်တက်ချင်ချမယ်ဆိုရင်မင်းတို့လည်းငါတတ်မယ်မင်းတို့လည်းငါတို့လူမျိုးတတ်မင်းတို့လူမျိုးငါတို့တတ်မယ်ကဲလို့တဘောတူလားငါလုံးမသားတော့ဖြစ်နေတော့တော့ဒီကြည့်မရတာဖြစ်နေတယ်မင်းတို့ကောင်လည်းနဲ့များနေပြီနော်ဒီဆမ်းမြက်ကလာပြီးငါလုံးမာတယ်တို့ခါလာငါလူမျိုးစကားခါလာငါလူမျိုးစကားမင်းတို့ဗမာလူမျိုးတွေကတော့တက်ဆဲနေတာရှိလားငါမေးမယ်ငါတို့မို့လို့တက်ဆဲနေတာရှိလားလို့ငါမေးမယ်အဲ့မြန်မာနိုင်ငံနဲ့မြန်မာတန်ရုံးနဲ့မြန်မာပတ်စပို့ဝင်မင်းတို့လာခါလာလဲဘယ်မှာသားရီတော်တော်လေးပောက်ခွဲနေပြီတော့လီမဲလိုးကိုမေကိုလိုးသမားလိုးကိုမေကိုပြလိုးတဲ့ဟာမျိုးတွေအလုံးမပါမဒီတော့မင်းတို့ကလည်းတော်တော်လေးဆိုင်နေပြီနော်ဘာပါလား